စီစိုးပန်းရိုက်မြင်မျက်နှာလေးငါအတွက်မဖြစ်နိုင်တော့တခြားရင်ခွင်ကိုသွားမယ်လမ်းခွဲမှာပြုံးဖန်အတွေ့ထားတော့ငါလက်များကိုမဲဖြုတ်ခွာပစ်လိုက်ပါအနောက်ထမ်းမတွေ့တော့ဘူးဆိုတဲ့စကားတန်ကြောင်းငါနာနှစ်ဖက်ကိုပိန်ထားဘာသာကြလိုက်တော့မဲလိုက်တာနောက်ဆုံးYeah, but it's so good to tell them aမရှိတော့ပါဘူးအတူထောင်ထားပေမဲ့အခြားရင်ခွင်ကိုသွားမချိန်လည်းမပြတ်ဘူးမရဘူးဆိုင်မစင်ဖို့မစင်အသေးခွဲကငါကိုကုန်းဖတ်တွေ့ထားတော့ငါလက်များကိုမင်းပြုတ်ခွာပစ်လိုက်ပါနောက်ထပ်မတွေ့တော့ဘူးဆိုတဲ့စကားတန်ကြောင်းငါနှစ်ပတ်ပိတ်မင်းနဲ့လေးချင်လောက်ပါခေါ်ရင်
ကိုပြန်မေးပေးနေတယ်ကိုပဲအတိတ်ကရိပ်ပဲစိတ္တသာသူတသမလိုပဲခေါင်းလန်းနေသေးပဲအနီရောမီးချစ်အတရားမီးကိုပြတငယ်ချင်းတရားလို့မခေါ်တဲ့ရလို့လားအနီရောမီးချစ်မဟူရအကြောင်းကံပါအရန်သူဟောင်းတရားလို့ no set light in car မကုန်မြင်နေရတာနဲ့မင်းမိုင်မလို့လားလုံးသားအိတ်ခဲလို့သွားတိမ်ငယ်ဝမ်းနေမှုတွေကလေပင်လာရောက်နေလားဘဝကခတ်တဲ့နေတော့မှဒီထောင်ချောက်ထဲပဲရောက်လို့သွားခံစားမှုနောက်ကိုလိုက်ခါဆွဲမှုများမိုင်မဲစွာအဆုံးထိစိတ်ထွက်ပေါင်းများလူတွေဝိုင်းကြရဲ့တန်ကြာအဝေးဆုံးနဲ့ထွက်သွားအတွေ့အတာတွေကစားတော့မှုတွေမှုများဘယ်ကြောင့်တည်းမှသွားပြီးပုံရှောင်ကပြေးထွက်လို့မရနိုင်တာဆွဲလမ်းသွားအရောက်များဆွဲလို့သွားအရှိတ်တွေရဲ့ရောက်ဆုံးတော့
ကပြောနေတဲ့အခိုက်အတန့်မှာပြုတ်ချခဲ့တယ်ပစ္စည်းကိုအိမ်မက်ထဲမှာပဲငါကောက်ခဲ့ရလားမဟုတ်ရင် oh no မညံလို့ချိုးရင်သွားတာလားထူးဆန်းတယ်ငါအုံနောက်ကနေဝါဆပ်လိုက်တာအတေး